အခုဒီဝီနီးတန်ကားတဲ့ကျောင်းနေဆိုလို့ရှိရင်ပိုကအမြဲတမ်းလှူဖြစ်ရှိပါတယ်လှူလဲလှူတယ်နော်ပြိတ္တတွေကိုလည်းသိစေချင်တာဝီနီးကျောင်းနေရှိပါတယ်ဒီလိုမျိုးကျောင်းနေရှိပါတယ်လှူကြပါအဲ့လိုမျိုးလေးပိုကပေါ့နော်လိုက်ပြီးတော့မတိုက်တွန်းရင်တောင်မှကိုလှူတဲ့ဟာလေးတွေကြည့်ပြီးတော့ပြိတ္တတွေလည်းစိတ်ဝင်စားပြီးတော့ဟလာတန်ကားစစ်တန်ကားမှန်တွေကိုကိုးခွေရတာပေါ့နော်ဆိုတော့ Smart Corner Mobile 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 ရောင်းဝယ်လက်ထပ်ပြုပြည့်စုံရဘွားအဖွားအတွက်ကိုအမြဲတမ်းရည်စူးပြီးလှူတက်ပါတယ်ဒါပေမဲ့ဟိုတစ်နှစ်ကနိုင်ငံခြားသွားတော့မလှူပြစ်လိုက်တော့ကိုယ်တိုင်လှူချင်တာအဖွားအတွက်ဆိုပြီးတော့ကိုရှိတဲ့အချိန်မှာကိုကအဲ့လိုမျိုးလှူချင်တော့လှူလို့မယ်လို့စဉ်းစားတယ်ကိုကလည်းမအားနေရတဲ့လှုပ်ချင်တာရောနောက်ပြီးအဲ့ဆိုလို့ရှိရင်လို့စတူဒီယိုကလည်းပြန်ပြင်နေရအောင်အဲ့လိုစတူဒီယိုပြီးမှပဲလှုပ်လိုက်မယ်ပေါ့နော်ဆိုတော့အပေါင်းပြီးလှုပ်လိုက်တာရောပြီးတော့ music video ကလည်းမနေ့ပြန်ထွက်မယ်ဆိုတော့ဒါငါ press conference အနေနဲ့နော်ဗာလဲတမလားငါမီဒီယာတွေကိုဖိတ်ပြီးတော့ငါပြောချင်တာဒါပေမဲ့လည်းတင်မလားတက်တက်ကြီးပြောရင်လေဟိုဖြစ်နေမှာဆိုလို့ဆိုတကယ်စုပြိုပြီးတော့လှုပ်လိုက်တယ်ပြီးပါပိုကဒီပေါ့နော်မဟာဝိဟာရကိုဒါမဟာဝိဟာရမဟုတ်ဘူးအခုကတော့စိတ်ကြောက်ရခိတာကျောင်းပေါ့နော်ဒီဝီနီးကျောင်းနဲ့ပတ်သက်ပြီးတော့ပိုစရောက်တာမဟာဝိဟာရကျောင်းကိုစရောက်တာပေါ့မဟာဝိဟာရကျောင်းကို2019ကစပြီးတော့စလှူဖြစ်တယ်လှူဖြစ်ရင်လည်းလှူဖြစ်ပြီးတော့ဒီဘက်မဟာဝိဟာရမော်ဘီကနေပြီးတော့လှဲကူးပြောင်းတဲ့အထိလိုက်လှူပြီးတဲ့အချိန်မှာဝီနီးနဲ့ပတ်သက်တဲ့ဟာပို့ပြီးတော့နားလဲလာတော့ဝီနီးတန်ကားတွေကိုပိုကြည်ညိုလာတာပေါ့နော်ဖုန်းမသုံးဘူးမလို့အဲ့လည်းတကားမပြောဘူးပြောမယ်ဆိုရင်တချို့လူတွေကတန်ကားတွေကိုကိုးကွယ်တဲ့နေရာမှာလိုချင်လို့ငါချမ်းသာအောင်ငါရဲ့အကျိုးစီးပွားဖြစ်အောင်ဆိုပြီးကိုးကွယ်တာများတယ်ဒီဖုန်းတွေကတော့ရှင်းပါတယ်ငါတို့လည်းဘာမှမလုပ်ပေးနိုင်ဘူးဒါပေမဲ့ဟုတ်လားဒါပေမဲ့တန်ကားစစ်တန်ကားမှန်ကိုကိုးကွယ်ရတဲ့လှူရတဲ့အကျိုးကြောင့်အဲ့အကျိုးတော့ရမယ်ငါတို့တော့ဘာမှမလုပ်ပေးနိုင်ဘူးအဲ့လိုမျိုးဖုန်းနေပေါ့နော်ဆိုတော့ခါမှလည်းဒီဖုန်းကြီးစီကဘို့တို့ဘာမျောလင်းချက်နဲ့မှကိုးကွယ်တာမျိုးမရှိခဲ့ဘူးပေါ့နော်သူတို့ကလည်းရှိလာရင်လည်းငါတို့မကိုးကွယ်နဲ့ပဲပြောမှာပဲဘယ်လိုလဲဆိုတော့ဖုန်းတွေကသူတို့လှူတဲ့ဒီတခါမတွေအကျိုးဖြစ်ထွန်းအောင်ဝီနီးနဲ့အညီနေတယ်တီလာတမာရီနဲ့နေကြတယ်အဲ့တော့ကိုရီးယားလှူရတာစိတ်ချမ်းသာစိတ်နှလုံးကြည်နူးတာပေါ့နော်အဲ့လိုမျိုးခံစားချက်ကအခုဒီဝီနီးတန်ကားတဲ့ကျောင်းနေဆိုလို့ရှိရင်ပိုကအမြဲတမ်းလှူဖြစ်ရှိပါတယ်လှူလဲလှူတယ်နော်ပြိတ္တတွေကိုလည်းသိစေချင်တာဝီနီးကျောင်းနေရှိပါတယ်ဒီလိုမျိုးကျောင်းနေရှိပါတယ်လှူကြပါအဲ့လိုမျိုးလေးပိုကပေါ့နော်လိုက်ပြီးတော့မတိုက်တွန်းရင်တောင်မှကိုလှူတဲ့ဟာလေးတွေကြည့်ပြီးတော့ပြိတ္တတွေလည်းစိတ်ဝင်စားပြီးတော့ဟလာတန်ကားစစ်တန်ကားမှန်တွေကိုကိုးခွေရတာပေါ့နော်ဆိုတော့အခုကစိတ်တရခိတကျောင်းကတန်ကားတွေ9ပါးပဲလှူတာဒီတစ်ခေါက်ကတော့အရင်တော့73ပါး15ပါး16ပါးအထိအများကြီးလှူဘူးတယ်ဒီတစ်ခေါက်ကျတော့တို့အလုံးလဲနေရှုပ်နေရတဲ့ပေါ့နော်9ပါးပဲကက်တနိုင်တစ်ပိုင်းလှူပြတာပေါ့နော်အဲ့ဒါအောင်မှပိုကနေပြီးတော့ပို့ရဲ့တငယ်ချင်းတွေကလည်းစုပြီးတော့ဝတ္ထုငွေတွေ6သိန်း9သိန်းလောက်လှူကြတယ်ဒီဘက်ကပို့တို့ဘက်ကတော့တင်ကန်းပေါ့နော်တင်ကန်းကတော့အားလုံးပေါင်း10သိန်းနီးပါးလောက်လှူပြတယ်ပေါ့နော်ဒါကတော့လှူဝဲပစ္စည်းတွေပေါ့ဟုတ်ဘိုးကလေအဲ့လိုမျိုးဘယ်လိုမလဲဒီဝီနီးတန်ကားတွေကိုလှူရတဲ့အပိုင်းမှာပေါ့နော်စိတ်ကြည်နူးတာလည်းရှိတယ်နောက်တစ်ခုကကျတော့ပေါ့နော်ဆရာတော်ဘုရားတွေရဲ့လှုပ်ရှားမှုကအသာပေါ့နော်ကိုကကြည်ပြီးတော့ကြီးညိုနေရတာပေါ့နော်ကြီးညိုပြီးသူဖြစ်ရပြင်နောက်တစ်ခုကိုကလှူတိုင်းမှာပို့အမြဲဆူတောင်းတယ်နိဗ္ဗာန်ကိုရောက်ရပေါ့နော်အထောက်ပံ့ကောင်းနေဖြစ်ပါသေးထောက်ပံ့ကောင်းနေဖြစ်ပါသေးဆိုပြီးတော့ဆူတောင်းပြီးတော့လှူရတယ်ကိုကပီတိဖြစ်နေရပေါ့နော်ဝမ်းသာတယ်နောက်တစ်ခုကကျတော့ဆရာတော်ဘုရားတွေကလည်းဒီတပိတ်တွေနဲ့ဖုံးပေးရတဲ့အတွက်ကြောင့်ပို့နည်းနည်းအလုံးမရှုပ်တော့လုံးမရှုပ်တော့ဘူးတဝိုင်းနေလို့ဆရာမလို့တော့ဘူးပြီးတော့အိမ်ပေါ်မှာဖုံးပေးတဲ့နေရာမှာလဲသူကဖျားကန်းတစ်ခန်းထဲမှာပဲအဆင်ပြေသလိုဒီထိုင်ပြီးတော့ဒီဒီတပိတ်နဲ့ဖုံးပေးကြရပေါ့နော်အဲ့ဆိုတော့ဘို့အလုံးမရှုပ်တော့အဲ့တော့လိုသလောက်ပဲတန်ကားတွေလည်းယူတယ်မလိုရင်လည်းမယူအဲ့လိုမျိုးလေးပေါ့ပြီးတော့ကိုကြိုက်တာလေးတန်ကားတွေကဥမာတစ်ခါကျရင်ကျောင်းမှာသွားရင်တိတာတယ်ဘို့လှူတယ်မလားလှူတဲ့ခါကျရင်ကလေးဆိုမလိုအများကြီးမယူသူတို့မစားနိုင်တော့ဘူးထင်မယူသူတို့မကြိုက်မယူတချို့ကျတော့ကလေးကိုရင်လေးတွေကလေအရန်ဘယ်လိုလဲဆိုတော့ချစ်ဖို့ကောင်းတယ်လေကြည်ညိုဖို့ကောင်းတယ်ပေါ့နော်ဗာလေသူတို့အသားမစားကြအောင်တ
တားမစားဘူးဆိုပြီးတော့ငပိရည်နဲ့အဲ့လိုရွက်တွေပါရေသူတို့အဲ့လိုဖုံးပေးတဲ့ကိုရင်လေးတွေအများကြီးပဲဟာလုံးဝမကျင်တတ်တာတော့မဟုတ်ခါကျတော့ကိုလည်းလှထပတ်တာလေးနေကျင်တာပေါ့နော်ဒါပေမဲ့ဒီဝီနီတန်ကားနဲ့ပတ်သက်လာလို့ရှိရင်ပိုတို့မိသားစုတဲမှာတောင်မှတိတ်ပြီးတော့မသိဘူးမကျွမ်းကျင်ဘူးဘလို့လှူရမလဲဆိုတော့သူကမသိကြအောင်အဲ့ကြောင့်ဘိုးကနေပြီးတော့ရှေ့ကနေပြီးတော့ကိုကဘုန်းကြီးကျောင်းမှာအမြဲသွားလှူနေကြတော့လုတ်ပြရတယ်နောက်တစ်ခုကကျတော့ကိုကိုရိုင်းလည်းအရင်တော့ဟိုလှူပေးနေကြအကိုတယောက်ရှိတယ်ကိုတက်ပိုင်ဆိုရှိတယ်သူရှိနေတော့ဘိုးကနောက်ကလိုက်ယုံပဲခုက तू မရှိတော့ဘာဘလို့လုံးမလဲဆိုတာဟာပေါ့နော်မှားသွားမှကြောက်တာဒီဝီနီနဲ့ပတ်သက်တဲ့ပတ်နေလို့ရှိရင်ကိုတွေကတိတ်နားမလဲဘူးဒါပေမဲ့လူတွေကလည်းနားလဲနေတယ်ပေါ့နော်ဥပမာဘလို့ငှက်ဒီငရုတ်သီးပေါ့ငရုတ်သီးအစိမ်းတွေတိုးစရာတွေမှာပြန်လဲပြီးတော့ဟိုပြုတ်ဟိုအပင်ဖြစ်နိုင်တဲ့ဟာတွေမျိုးဆိုလို့ရှိရင်ကပ်ပီယန်ဘန်းတွေဆိုပြီးတော့ तू စိတ်ပေးရတယ်ပေါ့နော်အဲ့ဒါနောက်မှရောက်သွားတာအကဲမဲ့တော့စိတ်ပေးရတယ်အဲ့လိုမျိုးလေးတွေအလေးထားလေးတွေကကိုရီးယားမသိဘူးဆိုလို့ရှိရင်ဝီနီဖုံဖုံနေမှာဘောနော်ဖုံးပေးဖို့အဆင်မပြေဘူးအာဘက်တေးသေးလေးတင်တယ်ဗောနော်တေးသေးလေးတင်မယ်ထင်တယ်ဘုမကလည်းရှင်းခေါ်လို့ပါဆိုတော့အဲ့တော့အဲ့လိုဟိုဒီကပီရအတိုင်းနောက်ပြီးတော့လှူတဲ့နေရာမှာဒီဝတ္ထုငွေလှူတဲ့နေရာမှာကကပီရကိုပဲလှူရတယ်ကပီရကိုလှူပြီးတော့ဒီအဆက်ပစ္စည်းဗောနော်ဟိုလိုလို့ရှိရင်ကပီရထမ်းနေပြီးပြန်ပြီးတော့ဟိုသုံးဖို့ဗောနော်အဲ့ဒီဟာလေးကလည်းသူရှောက်နီးရှိတယ်ဒီတိုင်းဖုံဖုံကိုပတ်စံကတ်တာမဟုတ်ဘူးအဲ့လိုမျိုးကပီရကိုဟိုကတ်တဲ့အချိန်မှာကပီရလည်းတန်ဃာတော်တွေကိုပြန်လျှောက်သွားအဲ့လိုမျိုးလေးရှိအောင်အဲ့ဒါကိုပဲတော်တော်များနားလဲอ่ะကိုကတော်တော်နားလဲဆိုရင်လည်းကိုကခဏသွားလို့နည်းနည်းသိတာအိမ်ကလူတွေကမသိဘူးကိုယ်တိုင်လုံးမရပြီးဟိုစွန့်ဖုံးပေးရတာဘယ်လိုလုပ်ရမလဲအဲ့လိုမျိုးပေါ့နော်အဲ့နဲ့ကိုလည်းကိုအပင်ပန်းခံတာဒါပေမဲ့ဟိုဝမ်းတာတယ်အလူရှင်ဆိုတာပတ်စံပဲထုတ်ပေးလို့မရဘူးအလူရှင်ဆိုတာပတ်စံထုတ်ပေးလို့မရဘူးဟိုကိုယ်တိုင်ဝင်ပြီးလုပ်တာဆိုလို့ရှိရင်လောဝဌာနရောငွေရဌာနရောရပါတယ်ဆရာဖေကပြောထားပြီးသားဟိုငါကဟိုဘောနော်ငါဘာမှမလုပ်ပေးနိုင်ဘူးဟိုဘောနော်ကိုဆိုပြီးတော့မြတ်စွာဘုရားအောင်ပြောထားပြီးသားဆိုတော့ဟိုဘောနော်လူတယောက်ရဲ့ချမ်းသာမှုလူတယောက်ရဲ့ကြွယ်ဝမှုအဲ့ဒါတော့ဘဒူးကမှမလုပ်ပေးနိုင်မှာမဟုတ်ပါဘူးnetတွေလည်းမလုပ်ပေးနိုင်ဘူးဟိုဘောနော်ဟိုဘဒူးမှမလုပ်ပေးနိုင်ဘူးတိုးတော့ဟိုဘလို့နီးလန်းကိုရှောက်ရင်ဟာလာလောကီစီးစိမ်လောကုတ်တရားစီးစိမ်ကိုရမယ်ဆိုတာတန်ဃာတော်တွေကညွှန်ပြနိုင်ပါတယ်ပြီးတော့ဒီလိုမျိုးဒီတန်ဃာစစ်တန်ဃာမန်တွေလှူဒန်းရတဲ့အကုသိုလ်အကျိုးကြောင့်လည်းအခုလက်ရှိအချိန်မှာလည်းစိတ်ချမ်းသာတဲ့ရတယ်နောက်ပြီးတော့လို့ရှိရင်ကုသိုလ်တွေရတယ်ပေါ့နော်ဆိုတော့အဲ့လိုလေးပဲဟောပြတကယ်လို့ဖြစ်လာတယ်ဆိုလို့ရှိရင်တရားအကြောင်းပဲရှုရမှာပေါ့ဘို့တို့တခြားဘုံဘုံဒီနေ့ဆိုရင်ဟောရတဲ့တရားထဲမှာဘုရားကုံတော်တရားကုံတော်တန်ခါကုံတော်ကိုပွားပါဒါအကြီးမားဆုံးဟိုပေါ့နော်ဟိုကိုးကွယ်ရဆောက်ရှောက်ရပဲဖြစ်တယ်ဒီလောက်ပဲဟိုကျန်တဲ့ဟာတွေတော့ဟိုအများကြီးလုပ်ပေးနိုင်တဲ့ဟာမျိုးမရှိဘူးအဲ့တော့ဒါပေမဲ့ကိုယ့်အားကိုယ်မှာပဲရ